ကောင်းစီဖုန်းဆက်လေအောက်မှာပိတ်မိနေတာအောက်ထဲမှာသမီးကောင်းစီကိုဆက်ဘာလူပိတ်နေတာလားကိုလူပိတ်နေရလားအဲ့မှာကလေးလေးပိတ်မိနေတာအထဲမှာလားဟောဒီကလေးကအောက်ကတင်သွားတာလားဟမ်သုံးသက်ပဲကြံခဲ့တယ်ပေါ့မဖြစ်လားဟောအေးဟုတ်တာပဲအောက်မှာတစ်ခါလောက်သွားပြီတစ်ထက်ကအောက်ရောက်သွားပြီခလေးတွေပိတ်နေနေတာတဲ့အောက်ထက်ကမတစ်ထက်ကအောက်မှာလေသုံးထက်ပဲကြံခဲ့တာပြီးရေဟဲ့ချက်ပါဖုန်းဆက်လေဖုန်းဆက်ဘယ်မှာလဲမင်းမေရောမေးကြည့်တယ်ဘာဖြစ်ဟိုခလေးလူများလားခလေးများလားဟုတ်လားဟုတ်တယ်ဒီမှာတောင်းလေးဒီမှာအဲ့မှာ2ယောက်ပဲပြင်လို့ရတယ်နောက်ထပ်3ယောက်ကျန်နေတယ်ဒီမှာဟိုအောက်မှာလုံးဝအေးအဲ့မှာ3ယောက်ကလွှတ်နေချက်ပြီးဒီအောက်မှာရောဒီကမဖြစ်ဟိုဘက်တစ်ခါဖြစ်တာဟိုဘက်တစ်ခါဟွာကြီးရောခလေးရောမကြတော့ဟာဟောင်းတိုင်းကမရတော့ဒီကနေ့ရှာတော့ဟုတ်တယ်ဒီအောက်မှာဘယ်နှစ်ယောက်လဲဒီဘက်ကမျိုးဟိုဘက်ကတာမင်းနဲ့ဟိုမိဘနှစ်ယောက်ဖြစ်နေတာဘာမှမကြောက်ဘူးတန်လည်းမပြေဘူးဟိုတက်ကတော့မလေးကတော့တန်သေးတယ်ဟုတ်လားဒီကလေးရတယ်မိနေတယ်တော့400ဟောဒီထဲမှာ4ယောက်ဒီကအဲ့ပဲသူကတက်တယ်ဘယ်လိုလဲဈေးတော့ဝယ်တာဒီလက်ခံတော့အဲ့ဒါမှမေးတရားနဲ့မိနေတယ်